ပြောပြပေးသွားမယ့်အပိုင်းကတော့ဒီဓာတ်ပုံကနေပြီးတော့မှsketch ထဲကို input လုပ်ပြီးတော့ 3D model အိမ်တစ်လုံးပုံစံဖြစ်သွားအောင်လို့ဆွဲပြပေးမှာပေါ့နော်အဲ့တော့အရင်ဆုံးအနေနဲ့သူကဒီဓာတ်ပုံကနေပြီးတော့ဒီအိမ်တစ်လုံးဖြစ်အောင်ဆွဲမှာဆိုရင်ဒီ file ထဲကနေပြီးတော့မှ input ကိုသူကတစ်ချက်နှိပ်လိုက်တယ်နောက်သူကဒီလိုချင်တဲ့ဓာတ်ပုံလေးကိုရွေးလိုက်ပြီးရနဲ့ input နှိပ်လိုက်တယ်ထားမယ့်နေရာမှာ click တစ်ချက်ချလိုသလို scale ချုံချက်လေးလုပ်ပြီးတော့ click ချလိုက်ပြီးရနဲ့ပုံလေးဆွဲတော့မယ်ဆိုရင်ကင်မရာတွေကနေမှ parallel projection ကိုတစ်ချက်ပြောင်းပေးမယ်နောက် ViewTuber ထဲမှာရှိတဲ့ top view ကိုသူကတစ်ချက်နှိပ်လိုက်ပေါ့နော်ဒါဆိုရင်ဒီပုံတွေကနေပြီးတော့ဒီ wall တွေ column တွေကိုဒီ wall တွေ column တွေရဲ့အပေါ်မှာပုံထဲမှာရှိတဲ့ wall တွေ column တွေရဲ့အပေါ်မှာ rectangle တွေအုပ်မယ်နော်ဒီဝါလေးဆွဲမယ်ပေါ့နော်အဲ့တော့အရင်ဆုံးအနေနဲ့ဒီကနေ Tape Measure 2ကိုယူပြီးတော့သူ့ရဲ့ပုံထဲကနေဒီ wall line အထိကို guideline သတ်မှတ်မယ်ဒီကနေဒီထိဒီ wall line နေရာအထိ guideline သတ်မှတ်နောက်ဒီကနေပြီးတော့ပဲဒီထိ guideline သတ်မှတ်မယ်ဒီကနေဒီထိ guideline ပြန်သတ်မှတ်မယ်အဲ့ဒီ guideline ကနေထောက်ပြီးတော့ဒီမှာ click ချတယ်ဒီ guideline ကနေဒီမှာ click ချတယ်နောက်ဒီကနေဒီကို click ပြန်ချတယ်ဒီကနေဒီကို click ပြန်ချတယ်နောက်ဒီအောက်မှာလဲသူကဒီအောက်က guideline ကနေသူကဒီထိ click ချပြီးရယ်နောက်ဒီကနေဒီနားမှာ click ချတယ်နောက်ဒီ guideline ကနေဒီမှာကန့်လန့်ပြန် click ချဒီမှာ click ချနော်သူရဲ့ဒီguideline နေနဲ့ပုံထဲမှာရှိနေတဲ့ wall line တွေမှာအရင်ဆုံးနေရာလေးတွေသွားပြီးတော့သတ်မှတ်လိုက်မယ်ပေါ့နော်ဒီကနေပြီးတော့ဒီထိနောက်ဒီကနေဒီထိပြီးရင်တော့အဲ့ဒီ guideline တွေထဲမှာ rectangle တွေသွားအုပ်လိုက်ဒီကနေပြီးတော့မှ rectangle ကိုသူကတစ်ချက်ယူလိုက်တယ်ပြီးရတယ်အဲ့သတ်မှတ်ထားတဲ့ guideline တွေထဲမှာ first point second point column နေရာဆိုလဲ first point second point ဒီကနေဒီထိ second point first point second point ဒီကနေပြီးတော့ first point second point ဒီကနေပြီးတော့ first point second point column နေရာတွေ wall နေရာတွေထဲမှာသူကပြန်ပြီးတော့ guideline တွေပြန်သတ်မယ်ပေါ့နော် first point second point first point second point နောက်ဒီမှာလဲ first point click ချတယ် second point click ချလိုက်တယ် first point second point ဒီကနေ first point နောက် second point click ချတယ် first point second point နောက်ဒီကနေပြီးတော့လဲ first point second point first point second point เนาะသူရဲ့ဒီ guideline နေရာတွေထဲမှာသူက column တွေသတ်မှတ်မယ်ပြီးတော့ဒီ wall တွေပြန်ဆွဲပေးမယ်ပေါ့เนาะဒီကနေဒီထိပေါ့ဒီကနေပြီးတော့ဒီထိနော် okay ဒါဆိုရင်ဒါလေးရသွားရင်ဒီအတွင်းထဲမှာကျတော့အရင်ဆုံးဒီပိတ်သွားတဲ့ surface လေးက delete နဲ့ဖြတ်လိုက်မယ်နော်နောက် rectangle ကိုပြန်ယူပြီးတော့သူကဒီကနေဒီထိဆွဲမယ်နောက် surface select ပြီးတော့ delete နဲ့ပြန်ဖြတ် rectangle နဲ့သူကဒီကနေဒီထိနောက်ဒီကနေဒီထိနော်ပြီးရင် surface ပြန်ဖြတ်မယ်နော်နောက်ဒီနေရာမှာလဲ rectangle ကိုယူပြီးတော့ဒီကနေဒီထိနောက် surface select မှတ်ပြီးတော့ delete နဲ့ပြန်ဖြတ်တယ်နောက်ဒီကနေပြီးတော့လဲအရင်ဆုံးဒီ guideline တွေရှုပ်နေရဆိုရင် guideline တွေကအပြင်က line တွေဆွဲပြီးရင်သူ့ရဲ့ guideline တွေကိုဒါပြန်ဖြတ်လိုက်ပြီနော်ပြီးတော့မှဒီနေရာမှာပြန်ပြီးတော့ tape measure 2ကိုပြန်ယူတယ်ဒီကနေပြီးတော့မှသူကဒီထိပြန်သတ်မှတ်တယ်ဒီကနေဒီထိနောက်ဒီထိကနေဒီအောက်ကိုဆွဲမယ်ဒီကနေဒီကိုဆွဲလိုက်နော်နောက်အဲ့ဒီ guideline ကနေဒီထိဆွဲမယ်ဒီကနေဒီထိပြန်ဆွဲမယ်နော်ပြီးတော့မှ rectangle ကိုယူပြီးတော့သူကဒီကနေဒီအပေါ်ထိသွားဆက်လိုက်တယ်ဒီကနေပြီးတော့ဒီကိုဆက်ဒီတောင်းကနေဒီကိုသွားဆက်လိုက်ပြီးရင်မလိုတဲ့ surface တွေကို select ပေးပြီးတော့ delete နဲ့ပြန်ဖြတ်ပေးလိုက်ပါတော့ဒါဆိုရင်ပုံလေးပါဖြတ်ပြီးသွားပြီဆိုရင်တော့ဒါသူ့ရဲ့ဒီ floor plan လေးရသွားမယ်နော်အဲ့ဒါလေးကိုမှဒီ ViewTuber တွေကနေ ISO view ကိုပြောင်းပြီးတော့ဒီ column wall တွေကို3ထောင်လိုက်ရင်ရပြီပေါ့နော်အဲ့တော့ push view နဲ့ column ထဲမှာ select ပြီးတော့အပေါ်ကိုဒါ12ပြီးပေါ့12ပြီး enter နော်တော့ဒီမှာလဲကလစ်ချပြီးတော့12ပြီး enter ကလစ်ချပြီးတော့12ပြီး enter 12ပေလို့ရိုက်ထည့်လဲရတယ်ဒါမှမဟုတ်သူတို့ရဲ့ surface တွေထဲမှာ12ပေတစ်ချိန်ရိုက်ထည့်ပြီးကျန်တဲ့နေရာတွေကdouble click တွေနှိပ်ပြီးတော့ offset တွေနော်ဒီ double click တွေနှိပ်ပြီးတော့သူက push through တွေသုံးပြီးတော့တူးတင်သွားလဲရတယ်ပေါ့နော်ဒါဆိုရင်သူက12ပေတစ်ချိန်ရိုက်ထည့်ပြီးပြီဆိုတာနဲ့ကျန်တဲ့နေရာတွေကသူတို့ရဲ့ surface area တွေထဲမှာဒါ double click တွေနှိပ်သွားလို့ရတယ်နော်ဒါလေးကကျတော့သူကဒီဓာတ်ပုံတွေကနေပြီးတော့ဒီလို sketch 3D အိမ်ပုံစံလေးဆွဲလိုက်တဲ့နည်းပေါ့နော်